အားလုံးပဲမင်္ဂလာပါအခုကြရက်ထနေတဲ့ဒါမောင်မောင်လင်းနဲ့ပိတ်သက်တူကြောင်းပေါ့နော်တခါတည်းကြိုပြောလိုက်မယ်မောင်မောင်လင်းကိုလည်းအတန်းရှင်းယူပြီးတင်တာမဟုတ်ဘူးဒီဖြစ်စဉ်ကြီးကိုအတန်းရှင်းယူပြီးတော့လည်းနာမည်ကြီးရင်လို့ view များရင်လို့တင်တာမဟုတ်ဘူးဖြစ်ရဲ့စဉ်ကိုကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရလို့ဗျာအဲ့ဒါလေးကိုကျွန်တော်ပြောပြချင်တာရှင်းရှင်းလေးဒါမောင်မောင်လင်းနဲ့မဆိုင်ဘူးဒါပုံတော့ပြောပြရင်ဗျာခုနကကျွန်တော်ပြောသလိုပဲအတန်းရှင်းယူပြီးတင်တာမဟုတ်ဘူးတခါလေးတည်းနားထောင်ပါကြည့်ဒီဘွားတော်ကဘလောက်ထိမရိုင်းလဲဆိုရင်ပတ်စံပေးတဲ့ကစားသမားဆိုရင်မဆဲဘူးဗျာကောင်းကြောင်ပြောတယ်ပတ်စံမပေးတဲ့ကစားသမားဆိုမအေးဒီနှမိုက်နဲ့လာပြီးတော့ဆဲတယ်ဗျာဘသူမစုံတော့ဗျာယောက်ျားသားတယောက်ပဲဗျာဘေးမှာပိတ်သက်ရှိတယ်အပေါင်းအသင်းရှိတယ်ကို့အမြဲတမ်းပြောဆိုနေတော့ကျွန်တော်ဆိုရင်ဒါပုံနေပြောတာကျွန်တော်ဖုန်းနံပါတ်ရတယ်ကျွန်တော်ဖုန်းနေဆက်တယ်ဗျာမော်လေးကျုံးကလေးပတ်စံလေးလွှဲပေးပါအောင်အဲ့ကျရင်ကျွန်တော်ဘလော့လာပြီအနောက်လုံးနဲ့ထပ်ဆက်တယ်နေရတဲ့ကိုမကြီးတောင်နဲ့မပေးချင်လားပါညာဟာအမကျွန်တော်တို့လည်းစင်မပြေဘူးတိတယ်မှာတမန်တကာမပေးတာဗျာအဲ့တော့ဘာပြောငါ့ကိုပေးရင်နင်တို့အစင်ပြေမယ်ငါ့ကိုမပေးရင်နင်တို့တွေရှစ်တောက်တွေဟတ်တက်ကျိုးမယ်အဲ့လိုတွေကြိတ်နေတာဗျာနောက်ဆုံးနောက်တစ်ရက်ဖုန်းဆက်လို့မကင်ဘူးဆိုရင်မအေးဒီနှမတွေဗျာရိုင်းဆိုင်လိုက်တော့မှအကြိုက်ဆဲတာလောက်ကြံပြီးပြောတာမရှိဘူးဗျာစားရဟာအစိတ်ဖြစ်ရပါလို့ရှင်းလားအဲ့လောက်ထိဆူဆူပါနော်အပိတ်သက်တဲ့ဦးကအဘွားတော့ဗောဗျာပြောမှဆိုရှင်းရှင်းပြောတာနော်ဒါခုနကတော့အောင်နိုင်ဝင်းအကောင့်မှာသွားကြည့်လိုက်အောင်နိုင်ဝင်းတင်ထားတာအဲ့ဒါအမှန်လေးကျွန်တော်တို့ကရှင်းရှင်းလေးမောင်မောင်လင်းအတန်းရှင်းယူတာလည်းမဟုတ်ဘူးဒီဖြစ်စဉ်ကိုမောင်မောင်လင်းဖြစ်စဉ်ကြီးကိုအတန်းရှင်းယူပြီးတော့ view များခြင်းလို့တင်တာလည်းမဟုတ်ဘူးတချို့ပိတ်သက်တွေတီးထိုင်အောင်လို့ပြောတာမောင်မောင်လင်းတချို့ကမောင်မောင်လင်းမှားတယ်မောင်မောင်လင်းမှားတယ်မယ်ဘောလုံးလောကသမားတွေရယ်ဘောလုံးပိတ်သက်တွေရယ်သိတယ်ဗျာ nationally ပွဲတိုင်းလာကြည့်နေပိတ်သက်တွေသိတယ်အဘွားတော်ရဲ့ဇရိုက်ကိုအဲ့ဒါလာပြောပြတာရှင်းလေကျွန်တော်ကကြုံခဲ့ရလို့နောက်ဆုံးကျွန်တော်ရှက်လုံးအားကြီးလို့ဗျာနောက်ဆုံးပတ်သက်မှာကိုခြေထောက်နဲ့အလုံးလုံးနေတော့ကျွန်တော်တို့ကဖြစ်မှာကြောက်လို့ဆိုတော့လွှဲပတ်သက်လွှဲပေးခဲ့ရတယ်တခါလည်းမရဘူးဗျာသိတယ်မလားဒါမောင်မောင်လင်းဆိုတာဒါကျွန်တော်နဲ့တူတူကန်ခဲ့လို့ဟိုသူ့ကိုအတန်းရှင်းယူတာလည်းမဟုတ်ဘူးဒါမောင်လင်းဆိုတာကျွန်တော်ညီဗျာသူနဲ့ကျွန်တော်နဲ့တော့လက်ရွေးစင်မှာကျွန်တော်တို့ဟို line ပေါ်မှာတော့စိတ်စက်နောက်လေးတွေကျွန်တော်တို့ဖြစ်ခဲ့သေးတယ်ဒါပေမဲ့ကျွန်တော်ဒူးဖြစ်တဲ့အချိန်မှာသူလာတယ်သူလုတ်ပြီးတော့ဒါပေမဲ့ကျွန်တော်ပြောရရှင်းရှင်းလေးမောင်မောင်လေးမှုလို့ဒီဖြစ်စဉ်ကြီးကိုအတန်းရှင်းယူပြီးတင်တာမဟုတ်ဘူးတခြားကစားသမားအဲ့ဒီအချိန်မှာဆိုလဲကျွန်တော်ဒီလိုမျိုးကျွန်တော်ပြောမှာဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်ကခံခဲ့ရလို့ဗျာရှင်းလားဘယ်လောက်ထိမက်ရိုင်းလဲဆိုတော့သိအောင်လို့ကစားသမားကတော့ဘယ်သူမှဆိုတော့ပိတ်သက်ကိုတော့ကျွန်တော်တို့ကပိတ်သက်ကိုကျွန်တော်တို့တန်ဖိုးထားဆုံးဒါပေမဲ့အဲ့ဒါတွေကပိတ်သက်လို့မခေါ်ဘူးဗျာသိရမလားသူတို့တွေကနောက်ဆုံးဗျာဇယိုက်ရမ်းဆန်တယ်တကယ်ပြောတာကျွန်တော်တို့ချစ်တဲ့ပိတ်သက်တွေကအများကြီးဒီသူတယောက်ပဲစိုးနေတာဗျာအဲဒါကြောင့်မမောင်လင်ဘက်ကမှန်တယ်လို့တော့ကျွန်တော်ပြောချင်တယ်အခုကျွန်တော်ပြောတာကျွန်တော်မျက်မြင်ပေါ့ကျွန်တော်ဖြတ်တန်းခဲ့တဲ့မြင်တွေ့ခဲ့တဲ့အဲ့ပုံမောင်လေးပြဿနာတဲ့အမကြီးရဲ့အကြောင်းကိုကျွန်တော်ပြောပြနေတာတချို့ကကျတော့လေဘောလုံးကွင်းကိုလာမကြည့်ဘူးအဲ့အမကြီးရဲ့ပုံစံဇယက်ကိုမမြင်ဘူးတော့ပရိသတ်ပဲပရိသတ်ကိုလှုပ်ရှားလားအမှန်က तू ကလာနေတာပရိသတ်မဟုတ်ဘူးतू ကသူ့ကိုဘေးရဲ့လူတွေစိတ်ဝင်စားအောင် तू အော်ကျင်တယ်အော်တယ်ဆိုတာအားပေးရကျွန်တော်တို့ဆဲလို့ရတယ်ဘောလုံးကန်နဲ့ဆဲတယ်သဘောတူစိုက်ပြနေတာလားခန္ဓာကိုယ်လည်းကြည့်ပါအောင်ဝက်ဖြစ်နေတဲ့ဘောတခုပေါ့ကျွန်တော်တို့ကြိုက်တယ်လို့ဆဲလို့ရတယ်तू ကကွင်းတွင်းမှာရောကွင်းပြင်မှာရော तू ကမိသားစုတွေရောပြီးတော့တချို့သူဘာသာရေးတိုက်ခိုက်တာတွေပါအကုန်ပါတယ် तू ကတောက်လျှောက်အော်နေတာကိုယ့်ရဲ့လူမှုရေးကိစ္စမဆိုင်တာတွေရော तू အပေါ်မှာတောက်လျှောက်ပြောနေတာသူ့ကိုပတ်စံပေးရတယ်ဆိုရင်မပြောပတ်စံမပေးထားတယ်ဆိုရင် तू ကပြောတယ် तू ပြောနေတာတောက်လျှောက်ကြုံဘူးပါဘောလုံးသမားနဲ့ तू ကြုံဘူးတယ် तू ဘောလုံးပတ်စံမတောင်းဘူးတဲ့ဘောလုံးသင်းဆိုတာ तू မရှိဘူး तू ပတ်စံလိုက်မတောင်းဘူးတဲ့ဘောလုံးသင်းဆိုတာမရှိဘူးအဲ့မှာရပြီးမယူဘုံတော့ကောင်းတယ်သူယူရအောင်ဆောင်းနေတာပွင့်လင်းပြောရင်အကုန်သိတယ် तू ကအကုန်ရောက်တယ်အသင်းတိုင်းလာကုန်ရက်ဆိုရင် तू ကဘောလုံးသင်းဆောင်မှာရောက်နေပြီတခါကျွန်တော်တက္ကသိုလ်ဘောလုံးကွင်းမှာကျွန်တော်မဟုတ်တောင်းတော့ကျွန်တော်မှာမာကြီးလိုပတ်စံကြီးကတော့ကျွန်တော်မျိုးသမီးစီပါပါတယ်လို့ तू မဟုတ်သွားစားနေတယ်ကျွန်တော် तू ပြန်လာတော့ပေးမယ်လို့ပြောတော့ပါတယ်နင်မပေးချင်တာနဲ့ရှောက်ပြောနေရတဲ့မတောင်းတော့ပါဘူးတဲ့နေ့စီမှာလဲတဲ့နင်ဝါတဲ့6တော့ကျိုးသေးတယ်ငါကြိတ်နေဆိုတော့ तू ကြိတ်နေ तू ဒီလိုနေညံ့နေခြင်းလိုက်တယ်မနှက်ဖြန်ထွေးနေမှာကျွန်တော်6တော့ထိတယ်ပေါ့ဒါကဟိုပြောချင်တာ तू ကြိတ်လို့ဖြစ်တာလဲဟုတ်ချင်မှလည်းဟုတ်မယ်ကျွန်တော်တိုက်ဆိုင်ကိုဒါအခက်မသိတော့ဘောလုံးဆိုတော့ကျွန်တော်လမ်းသွားရင်ခလုတ်တိုက်နေသေးရပဲကျွန်တော်ဘောလုံးဆိုတာပြေးသွားလွှားနေတာကျွန်တော်6တော့နာသွားတယ်ခြေကျုံးကဒဏ်ရတယ်တလားခွဲလောက်လမ်းဖြောင်းအောင်မရှောက်နိုင်ဘူးဒါပေမဲ့ကိုယ်စိတ်ထဲမှာထားတာပေါ့ဒီလိုတွေမနေ့ကမှနေပြောလိုက်သေးတယ်ပေါ့ဒေါသထွက်တယ်မနှက်ထွေးနေစင်းတော့အချင်းချင်းကန်တော့ဖြစ်ရောအဲ့ဖြစ်မကြောက်ကျွန်တော်6တော့ပြန်ကောင်းတယ်ကျွန်တော်ပွဲပြန်ကန်တယ်ကျွန်တော်မိဘကြီးလာတယ်ကျွန်တော်မိဘကြီးလာတော့
ကျွန်တော်ပြန်ပြောတယ်ပေါ့အောင်နိုင်ဝင်နင်းကိုဘယ်တော့မှအာမပေးဘူးလို့ဘာလို့ပြောတယ်ဟုတ်ကဲ့ပါမာကြီးလို့ကျွန်တော်လည်းဘလုံးပွဲလည်းဒီမှာလို့ရှုံးနေတော့လို့ကျွန်တော် AC ပြန်မရသေးလို့ပြောတယ်ဟိုမဲတဲ့အမေတို့လည်းပါတယ်လို့အမေတို့လည်းဟိုမှာညာကိုပြန်ရမှာလို့ညာကားနေတယ်လို့ဘလုံးပွဲပြီးတဲ့အချိန်သူ့နောက်ကမှာပြန်နေတိုက်တဲ့နေရာပြန်နေတယ်မှာလို့တဲ့ကျွန်တော် AC မာကြီးကတော့ဘာမှမပြောဘူးလို့ကျွန်တော်တို့မပြောပါနဲ့ AC နေပါဆိုတော့နင်းမိပါလေလဲတဲ့နင်းအဲ့အဖေနဲ့ကျွန်တော်အဖေကိုမေကိုတည်းကျွန်တော်အဖေဆိုအသက်80ပြည့်တော့မှ85ကျော်နေပြီကျွန်တော်အသက်ကြီးမှမွေးရတယ်အဲ့မှာတဲ့အညာပြန်มาလေစကိုင်းဘက်ကိုပြန်မှာလမ်းမှာတဲ့မိုင်းမိပြီတဲ့တရားမိုင်းမိပြီတဲ့လမ်းမှာကားမောက်မှာတဲ့ကားမောက်မှာမိုင်းမိပြီတဲ့ကျွန်တော်ပြောတယ်အဲ့မှာကျွန်တော်အဲ့ချိန်မှာလုံးမယ်လို့တော့အမေတို့စိတ်မကောင်းနေမှာဆိုလို့ကျွန်တော်ရန်ကုန်မှာထားခဲ့တာဒီလိုတွေကြုံတွေ့ရင်ရလားဆိုဖြစ်မှာဆိုလို့ကျွန်တော်ကအမေ तू ကတိတ်ကြက်မပြေဘူးလို့တိတ်အုံတော့မကောင်းလို့ပြောတာပါဆိုပြီးကျွန်တော်ကလျှော်လိုက်ရတာပေါ့ဒါပေမဲ့အဲ့ဒီဥစ္စာတွေကို तू မလုပ်ရဲပါဘူးဆိုပြီး तू အခွင့်ကောင်းယူလာတယ်ပြေးပြေးနဲ့တပြေးပြေးပို့ဆိုးလာတယ်အခွင့်ကောင်းယူလာတယ်အချို့မိမပြိုလေးပွဲချင်းတွေမရှိရင်အာကြီးယောနံပါတ်ဘလောက်ဘဲကောင်းရဲ့စော်ကဟိုဆက်ရှင်နဲ့ခေါ်လာလားမသိဘူးလို့ဘာလို့ဆိုမိန်းကလေးကြာလာတော့ရှက်တယ်အဲ့ဒီဟိုကောင်မလေးကြာတော့ရှက်လာတာပေါ့ तू နဲ့တော့ရှင်မပြောရဲဘူးလေतू ကတော့ဟိုကြည့်ရတာဆွေရောမျိုးရှိတဲ့ပုံစံလည်းမပေါ်ဘူးဒါပုံမလင်းပြောတာရိုင်းတာမဟုတ်ဘူးသူ့ပုံစံလူတိုင်းသိတယ်ကျွန်တော်တို့ဘောလုံးလောကလူတိုင်းသူ့ကိုသိတယ်ရန်တော့ရန်ကုန်ယူနိုက်တက်ကွင်းဘောလုံးကသူ့ကိုပိတ်ထားတာပွဲကြီးကွင်းလုံးဝမပေးပိတ်ထားတာလိုင်းမော်သတင်းသားတွေပါပြီးပါတယ်သူ့ပွဲဝင်ကွင်းလုံးဝမပေးဘူးပိတ်ထားတာဟိုတော့ဟိုရင်တော့ဒါခုနောက်ပိုင်းမှာပြန်ဝင်လို့ရတယ်သူအကုန်လုံးကိုပြောတယ်လူတယောက်ပေါ့သူ့ကိုရှက်ပတ်စံပေးမပေးရင်ရှက်လာပြီးတော့နှုတ်ပိတ်ခပုံစံမျိုးသူ့ကိုရှက်မပြောဘူးဆိုတဲ့ပုံစံမျိုးနဲ့ပတ်စံပေးလိုက်အဲ့လိုလုံးဝမပြောဘူးအဲ့ပတ်စံလည်းတရေမွေးသလိုပဲတရေကိုမဲသားကျွေးသလိုအမြဲတမ်းပေးနေတာတွေ့တိုင်းတစ်ခါမပေးရနဲ့သွားပြီအဲ့လုံးဝကိုမရတော့ဘူးအကိုရဲ့အားပေးကြိုက်တဲ့သူအားပေးကြိုက်အားပေးလို့ရဆဲလို့ရတော့မဟုတ်ဘူး तू ပြောနေတယ်လို့တရက်ဆက်ထိုင်းပြီးတော့သူ့ရဲ့အဲ့မိသားစုကိစ္စတွေပါစင်နယ်တွေအပေါ်မှာထိုင်းပြောတာဟိုဘောအကွင်းထဲမှာလဲကိုမိသားစုပါတာဘောလုံးတယောင်ကန်းနေမိမနေကိုထောင်တဲ့ထဲမှာပြီးလို့ရှိရင်နေပိုင်ဆိုင်များကိုသိမ့်ပြီးတော့ထောင်တဲ့ထဲမှာမဆိုင်နိုင်ရှောက်ပြောတာ तू ကကိုယ့်ရဲ့မိသားစုပွင့်နေပါတယ်ဒါကျွန်တော်တို့မျက်မြင်ဖြစ်နေရတဲ့ဖြစ်မြင်ခဲ့တဲ့အဖြစ်အပျက်တွေကျွန်တော်ပြောပြတာဟိုကျွန်တော်တို့ဘောလုံးသမားတွေအဲ့လောက်ပရိသတ်တွေပေါ့တန်ဖိုးမမေ့ဘူးကျွန်တော်တို့ဘောလုံးသမားတွေကလောက်ပရိသတ်ပေါ့တန်ဖိုးထားကျွန်တော်တို့ပဲရှိကျွန်တော်ပရိသတ်လိုင်းအားဖြစ်တယ်ကျွန်တော်တို့ပွဲတွေဗျာလူပရိသတ်ဟန်အောင်သိမရှိတော့ဘူးဒါကိုစီဝါရေးချင်းတွေအကြောင်းတော့လမ်းမဆက်တွေအကြောင်း၎င်းလာမကြည့်နိုင်ကြတော့မလာတော့ဒါသူကိုခက်ခဲနဲ့ကိုမလာနိုင်ကြတော့ဒါပေမဲ့ကျွန်တော်ပြိသက်မျှော်တယ်ဒါပေမဲ့ကိုကသူကပြိသက်မဟုတ်ဘူးပွဲရှာတယ်သူအဲ့လိုပြောရင်းနဲ့သူ့ကိုဘယ်သူမှခုလိုမတုံ့ပြန်ရင်းနဲ့သူကပို့ပြီးတော့ဟိုပေါ့အတင်ရဲလာတယ်ပြောရတယ်ပို့ပြီးတော့ဆိုးလာတယ်အဲ့လိုဖြစ်တယ်ပေါ့သူဟိုဇက်ပွဲတွေဆိုလို့ရှိရင်လည်းသွားတယ်ကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့မြို့နယ်မှာကြားလဲဇက်ပွဲတွေမှာသူလာတယ်လာပြီးတော့နည်းနည်းဟိုတန်ပြန်ပေါ့ပတ်စံရှိမှထင်လို့သူတောင်းတယ်ရုပ်ရှင်မင်းသားမင်းသမီးတွေတွေ့ရတယ်တောင်းတာချောလာတယ်မိုက်လာတယ်ခန္ဓာကိုယ်ပေါ့ပိန်သွားတယ်ကျမ်းမာရေးကောင်းလာဆိုပြီးတော့သူတောင်းတယ်မပေးဘူးဆိုရင်သူကပြောမှာဒါပေမဲ့ချို့ကကြတော့လေဒီလောက်ပြဿနာကိုပတ်စံ2000 3000နဲ့တက်နိုင်တဲ့သူကလည်းတက်နိုင်တဲ့လောက်ရှင်းပြလိုက်တာပေါ့အခုအနေထားနဲ့ကိုပေါ့မပေးဘူးဆိုလို့ရှိရင်နေမအဲ့လောက်တော့မွေးနေရလားဘလုံးကန်အဲ့လောက်တော့မွေးနေရလားဘလုံးသမားဖြစ်တာနဲ့မပေးတော့ဘူးဆိုရင်ပြောပြီးခလေးလည်းမချမ်းဘူးချို့ညီလေးဆိုရင်လည်းပြောခံတာမွန်ထုံးနေအောင်ပြောခံကျွန်တော်ရှိပါတယ်ကိုကထားပါလေးကိုမဆိုင်ပါဘူးတွေဆိုရင်နေနေနဲ့သူ့ပုံကတဖြည်းဖြည်းရောင်ရဲလာတယ်သူ့နာမည်ကလေဒီဂါဂါတဲ့လေဒီဂါဂါလေးပြောလို့ရှိရင်ဒီဘောလုံးအတိုင်းဝိုင်းပေါ့အဲ့လောက်ပြောဘောလုံးတိုင်းဝိုင်းအကုန်သိတယ်ဘောလုံးသင်းတွေမှာဒီဘောလုံးသမားတွေမဟုတ်တော့အကုန်လုံးရဲ့သူဟိုရဝန်းတိုင်းရဲ့အလုတ်တွေရဝန်းတိုင်းရဲ့လူတွေစီမှာပတ်စံတောင်းနေသူကမပေးဘူးဆိုတာနဲ့ပြောပြီးပတ်စံမပေးဘူးဆိုရင်အဲ့လူရဲ့မကောင်းချင်ဟုတ်တယ်မဟုတ်တယ်ပြောတယ်ရုပ်ရှင်မသားဆိုရင်လည်းအားကြောင့်မို့သူကားတွေကမအောင်မြင်တော့တာအဆိုးဆိုရင်လည်းအတန်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လောက်သူကပြောတာကျွန်တော်ကကြုံဘူးလို့ကျွန်တော်တို့ဘောလုံးဖွဲ့ချုပ်ကလူကြီးတွေတောင်မှသူ့ပါဇက်ကမလို့ဘူးသူကထင်ရတယ်ရှောက်ပြောနေတာမဟုတ်ဒါတွေဟုတ်အကုန်ရှောက်ပြောတာသူ့ပတ်စံပေးထားရင်သူကအဆင်ပြေတယ်အဲကြုံမှုရဲ့လူကကြုံမှုရတယ်လို့မကြုံမှုရဲ့လူကတော့မသိလို့ပြောနေကြတာဗောလေ